ငါချန်နီအခြေမြင့်ခြင်းနေဒီနေ့ကျင်းပါတယ်ပေါ့နော်မြန်မာတရုတ်ခန္ဓာဝင်ကြပြရွတ်ဖက်ပွဲမှာညီမအနေနဲ့ဝင်ပြီးဖက်ရတဲ့အတွက်လည်းအလုံးခွန်ယူဝမ်းမြောက်မိပါတယ်ဒီနှစ်နိုင်ငံမိဖက်ဆက်ဆံရေးနဲ့ပတ်သက်တဲ့ဒီလိုပွဲလေးမှာပေါ့နော်မြန်မာနိုင်ငံရဲ့အလေးနဲ့ထားရတဲ့စာပေပညာရှင်ကြီးဖြစ်တယ်ပေါ့နော်ဆရာမတော်မျိုးတာကြီးရဲ့ဒီကြပြလေးကိုဖက်ခွင့်ရတဲ့အတွက်လည်းတကယ်အင်မတန်မှဝမ်းမြောက်မိပါတယ်ကျွန်တော်ဒီကနေ့ပွဲကျင်းပရခြင်းအကြောင်းလေးရနေပေါ့နော်ကျွန်တော်တရုတ်မြန်မာမိဖက်ဆက်ဆံရေးကပုံမှန်တိုးတက်လာပြီးတော့ချစ်ကြည်ရေးမျိုးဒီနေ့ပွဲကျင်းပလိုက်ပြီးရေးပါဖို့လာတော့ပဲဖြစ်သွားလိမ့်မယ်လို့ပြန်မိပါဗျာကျွန်တော်တို့ဒီပွဲမှာကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ဒီတရုတ်နိုင်ငံရဲ့ကြပြားတွေမြန်မာနိုင်ငံရဲ့ကြပြားတွေကိုရွတ်ဆိုသွားတဲ့ပုံကိုယ်တွေကအကြောင်းသူအကြောင်းသားတွေလူငယ်တွေအများစုဖြစ်တာကိုတွေ့ရပါတယ်အဲ့တော့ဒီလူငယ်တွေရဲ့ကျွန်တော်တို့ဒီယဉ်ကျေးမှုကိုလေးစားမြတ်နိုးတန်ဖိုးထားတဲ့စိတ်ဓာတ်ကလည်းအရန်ချီးကျူးစရာကောင်းပါတယ်ဒီနေ့ကျင်းပတဲ့ပွဲဟာမြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကြပြားနဲ့ကျွန်တော်တို့ဖော်ထုတ်တာဖြစ်သလိုတစ်ဖက်ကလည်းပဲနှစ်နိုင်ငံချစ်ကြည်ရေးအတွက်တူညီတဲ့ယဉ်ကျေးမှုနှလုံးသားတွေကိုဖော်ထုတ်ကြတာဖြစ်တဲ့အတွက်အားလုံးနှစ်ဖက်နိုင်ငံရဲ့ပြည်သူတွေကခံစားနိုင်ကြတဲ့ရသတွေအများကြီးပေးစွမ်းနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ခင်ဗျဒီရောက်တော့မဲ့ကာလမှာကျွန်တော်တရုတ်မြန်မာချစ်ကြည်ရေးဟာပို့ပြီးတော့တိုးတက်ပြီးတော့နိုင်ငံအမှုပညာရှင်များကနေပြီးတော့ပုံမှုတိုးတက်အောင်ဝိုင်းဝန်းတည်ဖို့ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်ဆောင်ရွက်နိုင်မှာဆိုလို့လည်းဆုမွန်ကောင်းတောင်းအပ်ပါ